လူမှုပတ်ဝန်းကျင်မှာစွမ်းအားဆိုတာတကယ်တော့ဘဲကလာတယ်လေဒီတစ်ခေါက်တော့ Robert Greene ရဲ့စွမ်းအားရဲ့နိယမ48ချက်ထဲကနေလူတွေရဲ့အမြင်ကိုအဓိကထိန်းချုပ်ထားတဲ့အရေးကြီးဆုံးနိယမတစ်ခုဖြစ်တဲ့ဂုဏ်သတင်းနဲ့အာရုံစိုက်မှုအကြောင်းကိုနည်းနည်းလေးဆွေးနွေးကြည့်ကြရအောင်ဒီမေကုန်းလေးနဲ့အရင်ဆက်ကြည့်အောင်စွမ်းအားရဲ့တန်ဖိုးအရှိဆုံးငွေကြေးကတကယ်တော့ပါဖြစ်မလဲဒီဆွေးနွေးမှုတစ်ခုလုံးကိုလမ်းညွှန်သွားမယ်အထူးအချက်ကတော့လူတွေကိုဘလို့မြင်တယ်လဲဆိုတဲ့အမြင် perception ဟာတန်ဖိုးအရှိဆုံးပိုင်ဆိုင်မှုဖြစ်တယ်ဆိုတာပါပဲဟုတ်ပြီဒီနေ့မှာတော့အပိုင်း၄ပိုင်းနဲ့သွားပါမယ်ပထမဆုံးစွမ်းအားရဲ့ငွေကြေးဆိုတာပါလေပြီးတယ်နေရာမှာ၄ပိုင်းလက်ချုပ်ဖြစ်တဲ့မမြင်လားတဲ့ခန္ဓာနဲ့အာယုံဆိုင်မှုကိုဘယ်လိုလွှမ်းမိုးမလဲနောက်ဆုံးမှာတော့ဒီနီလန်းတွေကခေတ်သစ်မှာဘယ်လိုအသုံးဝင်နေသေးလဲဆိုတာကိုကြည့်သွားကြမှာပါကဲအပိုင်း၁စွမ်းအားရဲ့ငွေကြေးပါလူမှုပတ်ဝန်းကျင်မှာလေကိုဘယ်လိုအမြင်ခံရတယ်လဲဆိုတာကကိုယ့်ရဲ့သောစာအာဏာအတွက်အခြေခံအုတ်မြစ်ပါပဲဒီခါလီမှာအမှန်တရားထက်တောင်အမြင်ကပို့ပြီးတော့အရေးကြီးနေတာပါလေဂုံတည်းဟာစွာရဲ့အုံမြတ်ဖြစ်တယ်ဒီစကားကအားလုံးကိုအနစ်ချုပ်လိုက်တာပါပဲဂုံတည်းကောင်းတစ်ခုဆိုတာကိုယ့်တဲ့အလုပ်တွေကိုကြိုတင်လုပ်ပေးထားပြီးသားလို့ပါပဲဆိုလိုတာကကိုယ်တိုင်မရောက်ခင်ကတည်းကကိုယ့်ရဲ့သောစာကအဲ့နေရာကိုရောက်နေပြီလေအဲ့ဒီအချက်ကပဲကျွန်တော်တို့ကိုနေရာမှာခါရှိကိုခေါ်သွားပါတယ်တင်ဤမမြင်ရတော့ခံတတ်တဲ့ဒီနေရာမှာကဂုံတည်းဆိုတာဘလို့နည်းနဲ့မဆိုကာကွယ်ရမယ့်အရေးကြီးဆုံးခံစစ်လက်နက်တစ်ခုအဖြစ်ပုံဖော်ထားတာပါဒီနေရာမှာရဲ့အဆုံးဖြစ်တာတော်တော်ရှင်းပါတယ်ခိုင်မာတဲ့ဂုံတည်းတစ်ခုရှိနေရင်လေကိုယ်တိုင်တိုက်เสียရအောင်မလို့ပဲတစ်ဖက်တောင်းကိုချင်းချောက်ပြီးအနိုင်ယူနိုင်စွမ်းရှိတယ်ဒါပေမဲ့အဲ့ဒီဂုံတည်းတာပျက်စီးသွားပြီဆိုရင်တော့မပေါင်းစုံကနေအလွယ်တကူတိုက်ခိုက်ခံရဖို့ပဲရှိပါတော့တယ်ဒီတော့ဂုံတည်းကိုစစ်မျက်နှာနှစ်ခုနဲ့ကစားလို့ရတယ်ပထမတစ်ခုကဒိုင်းအဖြစ်သုံးတာပါကိုပိုက်ထူးချွန်တဲ့အရေးသွေးတစ်ခုကိုအခြေခံပြီးဂုံတရင်ကိုတီးဆောင်ပြီးအသက်နဲ့လဲပြီးကာကွယ်ရမယ်ဒုတိယကတော့ဓာတ်အဖြစ်သုံးချတာပါရန်သူတွေရဲ့ဂုံတရင်မှာအားနည်းချက်တွေရှာပြီးအပေါ်ပြဲတွေနဲ့ထိုးဖောက်တိုက်ခိုက်ရမှာပေါ့ဂုံတရင်ရဲ့ကာကွယ်နိုင်စွမ်းကိုဒီဥပမာနဲ့ကြည့်လိုက်ရအောင်တရုတ်ပြည်သုံးပြည်တောင်ခေတ်ကအိပ်ပျော်နေတော့ငကားလို့ကြော်ကြားတဲ့စစ်သူကြီးကျူကိုလျံဟာသူ့ရဲ့ကြောက်စရာကောင်းတဲ့ဂုံတရင်တစ်ခုတည်းနဲ့ပဲလူသူမရှိတဲ့သူ့မျိုးကနေစစ်တဲ့ကြသိန်းခွဲလောက်ရှိတဲ့ရန်သူတက်ကြီးကိုနောက်ဆုတ်သွားအောင်လုပ်နိုင်ခဲ့တယ်ဒါဟာတကယ်ကိုစိတ်ပိုင်းဆိုင်ရာစစ်ပွဲတစ်ခုပါပဲကောင်းပြီဒါကာကွယ်တဲ့ပိုင်းပေါ့ဒါပေမဲ့ကို့မှာကိုပိုင်းဂုံသတင်းဆိုတာမရှိသေးရင်တော့ဘယ်လိုလုပ်မလဲအဲ့ဒီနေရာမှာတော့ဂုံသတင်းကခန်းစစ်ကနေထိုးစစ်လက်နက်တစ်ခုဖြစ်လာပါပြီ19ရာစုကဖြိုဖြေရေးလောကရဲ့ဖေလို့ပြောရမယ့် PT ဘာနမ်ရဲ့ဇလန်းကတော်တော်စိတ်ဝင်စားစရာကောင်းရဲ့သူကဤမန်ကကြည့်ပေမဲ့ဘာခုံသတင်းမှမရှိသေးဘူးသူရဲ့အဓိကပြိုင်ဘက်ကတော့လူလူယုံကြည်မှုပြည့်နဲ့နာမည်ကျော်ကြားပြီးသား Phil ပြတ်တိုင်ဖြစ်နေပါတယ်ဘာနမ်ကပြီးရက်ခုံသတင်းကိုစနေတက်ကြဘလို့တိုက်ခိုက်ခဲလဲဆိုတော့ပထမဆုံးတန်တရားမျိုးစစ်ချတယ်ပြီးရက်ဖန်တာရဲ့မခိုင်မာဘူးဆိုရဲကောလာဟာလာတွေကိုသတင်းစားတိုက်တွေကိုစာရေးပြီးဖြတ်တယ်ပြီးတော့လောင်ပြောင်းတယ်ပြီးတဲ့အရှိမဖျော်ဖြီမှုတွေကိုတယော်တဲ့ပွဲတွေလုပ်ပြီးလူရဲစရာဖြောင်းလုပ်ပစ်လိုက်တယ်နောက်ဆုံးမှာတော့လူလူရဲ့ယုံကြည်မှုကိုလုံးဝဆုံးရှုံးသွားတဲ့ပြီးရက်ဂုံတဲ့ကပြန်ပြီးနာလာမထူနိုင်တော့ပါဘူးဘာနမ်ကတော့တက်တီကောင်းပြီးထူးချွတ်တဲ့သူအဖြစ်နံပါတ်1ရသွားခဲ့တာပေါ့ဆိုတော့ကောင်းမွန်တဲ့ဂုံတဲ့ကကခိုးကြီးတာတော့မှန်တယ်ဒါပေမဲ့အဲ့ဒီဂုံတဲ့ကိုလူတွေသိအောင်မလုပ်နိုင်ရင်အလကားပါပဲအဲ့ဒီအချက်ကပဲကျွန်တော်တို့ကိုစွမ်းအားရဲ့နောက်ထပ်နိယမတစ်ခုစီခေါ်သွားပါတယ်ဒါကတော့နိယမ6ပါပဲအာယုံစိုက်မှုကိုလွှမ်းမိုးခြင်းဘယ်လိုနည်းနဲ့ဖြစ်ဖြစ်လူအာယုံစိုက်ခံရအောင်စူးစမ်းပါတယ်ဒါကသောစာကိုလွှမ်းမိုးဖို့ထိုးစစ်ဆင်တဲ့နည်းဖြူဟာတစ်ခုပေါ့နိယမ6ရဲ့အဆုံးဖြတ်ကတော်တော်ပြတ်သားတဲ့မမြင်ရတဲ့အရာဟာဘာတန်ဖိုးမှမရှိဘူးဒါကြောင့်ထင်ပေါ်အောင်နေပါအာယုံစိုက်ခံရခြင်းရဲ့အရေးသွေးထက်လူတွေမြင်နေဖို့ကပိုအရေးကြီးတယ်ဆိုတဲ့ယူအဆကိုအခြေခံထားတာပါကောင်းသည်ဖြစ်စေဆိုးသည်ဖြစ်စေလူတွေရဲ့ပါဆက်ဖျားမှာပြိုးစရာဖြစ်နေဖို့ကအရေးကြီးဆုံးပါပဲပီဒီဘာနမရဲ့အတွေ့ခွန်ကိုဒီစကားတစ်ခွင်းနဲ့အနစ်ချုံနိုင်ပါတယ်လင်းလူရှုခံရတာထဲအသေးဖြစ်တိုက်ခိုက်ခံရတာကပိုကောင်းတယ်လေဘာလို့လဲဆိုတော့လူတွေရဲ့မေ့ဖြုတ်ခြင်းကိုခံရတာဟာစွမ်းအားမဲ့သွားခြင်းရဲ့အစဖြစ်လို့ပါပဲဘာနမ်ကအာယုံစိုက်မှုကိုဘယ်လိုမျိုးတွေအထိဖန်တီးခဲ့လဲဆိုတော့ဥပမာโอเคသမားဇာလန်းလိုမျိုးပေါ့လူတယောက်ကလမ်းပေါ်မှာဘာအကြောင်းပြချက်မှမရှိပဲโอเคတွေကိုနားမလည်နိုင်အောင်စီးနေတာကိုလူတောင်ပေါင်းများစွာကဆက်စုပြီးလာကြည့်ကြတယ်ပြီးတော့ဖီဂျီရဲသူမာဆိုတဲ့လိန်လယ်မှုကြီးကတနိုင်ငံလုံးပေါ်အရင်ပွားစေပြီးသူ့ပက်တဲ့ကိုစကားဝိုင်းရဲ့ဗဟိုဖြစ်သွားစေခဲ့တယ်နောက်ဆုံးမှသူနာမည်သတင်းစာတဲ့ပါနေဖို့အတွက်သူ့လက်ရတွေကိုသူ့ကိုယ်တိုင်ပဲနာမည်မဖော်ပဲတက်ခိုက်ရေးသားခဲ့တယ်ဆိုတာအထီးပါပဲအာယုံဆိုင်မှုရဖို့နောက်ထပ်ပိုပြီးနည်းနည်းတဲ့နီလန်းတစ်ခုကတော့ရွှံဝစမ်းကြဲမှုကိုဖန်တီးတာပါ
နာမည်ကျော်သူလို့မာတာဟာရီကအမြဲပြောင်းလဲနေတဲ့သူ့ရဲ့ထူးခြားဆန်းပြတဲ့နောက်ကျောင်းရာဇဝင်ကိုအသုံးချပြီး20ရာစုအစောပိုင်းဥရောပတစ်ခုလုံးကိုဖန်ဆင်းနိုင်ခဲ့ပါတယ်။ကျော်ဝဲဆန်ကျဲဦးရဲ့အရှင်အဝါဆိုတာတကယ်တော့ပါလေ။ဒါလူတွေရဲ့စိတ်ကူးကိုညှို့ယူဖန်ဆာပြီးကိုတာမန်ချက်ပိုကြီးမြတ်တယ်လို့ထင်မြင်စေတဲ့အဆက်မပြတ်အတိပဲဖွင့်ဆိုခြင်းစိတ်ဖြစ်ပေါ်စေတဲ့မဟာဗျူဟာမြောက်လက်နက်တစ်ခုပါပဲ။လူတွေကသူတို့မသိနားမလဲတဲ့ຢာကိုအမြဲတမ်းစိတ်ဝင်စားကြတယ်မဟုတ်လား။အခုစိတ်ဝင်စားစရာအကောင်းဆုံးအပိုင်းကိုရောက်လာပါသည်။ခေတ်သစ်ကစားကပ်ပါ။ဒီယာစုနှစ်ပေါင်းများစွာကမဟာဗျူဟာကြီးကိုတွေကို21ရာစုရဲ့ digital ခေတ်မှာဘလို့များဆက်ဆက်အသုံးချနေကြတယ်လဲဆိုတာကြည့်ရအောင်။ဒီနေရာမှာရဲ့အခြေခံသဘောတရားကတော့ဒီနေ့ခေတ်မှာလည်းအတူတူပါပဲရှေ့တုန်းကဂုဏ်သတင်းကိုကာကွယ်ခြင်းဆိုတာဟာအခုခေတ်ရဲ့ကိုယ်ပိုင်အမတ်တန်စိတ်ကိုပုံဖော်ခြင်း personal branding ဖြစ်လာတယ်အရှုပ်တော်ပုံကိုဖန်တီးခြင်းက virus ဖြစ်အောင်ဖန်တီးခြင်း engineering virality ဆိုတဲ့နည်းဖြူဟာဖြစ်ပြောင်းလဲလာပြီးပြိုင်ဘက်တော့တန်တရားမျိုးစစ်ချခြင်းကတော့ online သတင်းမှာဖြန့်ချီမှု disinformation campaigns တွေအသွင်ဆောင်လာပါတယ်နီလန်းနေပြောင်းသွားပေမဲ့လူတွေရဲ့အမြင်ကိုချင်းချုပ်လို့တဲ့ရည်ရွယ်ချက်ကတော့ဘယ်တော့မှမပြောင်းလဲပါဘူးနောက်ဆုံးအနေနဲ့ဒီမီခွန်းလေးတစ်ခုနဲ့အဆုံးသတ်ချင်ပါတယ်။အတွေ့အကြုံနဲ့ဆုံးဖြတ်တဲ့ဒီကမ္ဘာကြီးမှာလူတရားပြိုးပြတဲ့ဇလန်းကသူတကယ်ရှင်သန်နေတဲ့အမှန်တရားတဲ့ပိုပြီးတန်ဖိုးကြီးနေသလား။စွမ်းဆိုတာအင်အားတုံတတစ်ခုတော့ပြောတာမဟုတ်ပါဘူးဗျာ။တကယ်တော့အင်အားသုံးစရာမလိုပဲကိုယ့်ရဲ့စွမ်းရည်ကိုထိန်းချုပ်စီမံပြီးတော့အောင်မြင်မှုကိုဘယ်လိုဖန်တီးမလဲဆိုတဲ့အစွမ်းထက်နေရာမှာနှစ်ခုကိုဒီနေ့လေ့လာကြည့်သွားကြရအောင်။ဒါမျိုးတတိချမိကြလားမသိဘူး။တချို့လူတွေဆိုမရမနာအပင်ပန်းခံပြီးအလိုလုံးနေပေမဲ့ဘာမှဖြစ်ဖြစ်မြောင်မြောင်မရှိဘူးတချို့ကြတော့လေအေးအေးစစ်စစ်နဲ့မယ်အောင်မြင်မှုချီကြီးမားမားတွေရနေတော့ဆိုတော့ဒီလိုစူးစမ်းအားထုတ်မှုနဲ့တကယ်ရလက်ကြားကကွာဟချက်အဲ့နောက်ွယ်မှာဘာတွေရှိနေလဲဆိုတာကိုဒီနေ့ကျွန်တော်နားလည်အောင်ကြည့်ကြမယ်ပထမဆုံးနေရာမှာကကိုယ့်ရဲ့စွမ်းအင်ကိုချွေတာတဲ့နည်းပဲလင်းတာတကောင်လို့ပေါ့တခြားသူတွေအပင်ပန်းခံရှာဖွေဖားလာကိုအသာလေးဝင်ပြီးအပိုက်စီးလိုက်တယ်လို့မျိုးလေပြောရရင်တော့သူများရဲ့ကြိုးစားအားထုတ်မှုခနဲ့ကိုကအသေးအမှတ်ပြုမှုကိုရယူလိုက်တာပါပဲဆိုတော့ဒီနေ့မှဘာကိုပြောချင်တာလဲဆိုရင်သူများရဲ့ဉာဏ်ပညာအသိပညာနဲ့အပင်ပန်းခံထားတာတွေကိုကိုယ့်ရဲ့အကျိုးထထုံးချဖို့ပဲဒါကကိုယ့်အချင်းနဲ့စွမ်းရင်ကိုချွေတာပေးရုံတည်းမဟုတ်ဘူးနော်လူတွေအမြင်မှာကိုကအမခတ်ချီရောက်မြင်ဆန်တဲ့သူတယောက်လို့ဖះတဆူလို့ဖြစ်သွားစေနိုင်တယ်ကဲတမိုင်းတဲ့ဥပမာလေးတစ်ခုနဲ့ကြည့်ရအောင်ဉာဏ်ကြီးရှင်တက်စလာကငါကိုယ်တိုင်တီးထွန်းမဲ့ဆိုတဲ့စိတ်နဲ့အလုပ်လုပ်ခဲ့တယ်ဒါပေမဲ့ Edison ကတော့ငါတီးထုံဖို့တယောက်ကိုငှားလိုက်မယ်ဆိုတဲ့ view ကိုသုံးခဲ့တယ်။ရလာကတော့ကောင်းကင်နဲ့မြေကြီးလို့ကွာသွားတယ်ဗျာ။ Tesla ဟာစီးရဲမွဲခေစွာနဲ့လူမသိသူမသိဘဝနဲ့ညီကုန်းချုပ်ခဲ့ရတယ်။ Edison ကတော့ကြော်ကြားမှုရောချမ်းသာမှုရောအကုန်ရသွားတယ်။ဒီနေရာမှာကျွန်တော်တို့သင်ခန်းစာယူရမှာကဘာလဲဆိုတော့တီထွင်မှုတစ်ခုအတွက်ဂုံယူမှုအတိအမဖြူမှုကိုရယူတာဟာတီထွင်မှုကြီးကိုယ်တိုင်ထတောင်ပိုရေးကြီးနိုင်လဲဆိုတာပဲ။ဘာလို့လဲဆိုတော့အဲ့ဒီဂုံဘုတ်ကမှရင်းနှီးမြှုပ်နှံမှုတွေအခွင့်အလမ်းတစ်ကိုဆွဲဆောင်လိုက်တာလေတက်စလာကတော့ဒီချက်ကိုနားလဲချိန်မှာရာလုံးနောက်ကျသွားခဲ့ပြီးဒီနေရာရဲ့ရက်ဆက်ပင်မဲ့ထီရောက်တဲ့ပုံစံကိုလင်းတာငတ်နဲ့ကန်စားထားတာအယမ်းလာတယ်လင်းတာဆိုတာသူများတွေပင်မတကြီးရှာဖွေထားတာကိုအေးအေးဆေးဆေးဆောင်ကြည့်နေပြီးအချိန်တန်မှဝင်စားလိုက်တာဆိုလိုတာကကိုယ်တိုင်အပင်မခံပဲသူများရဲ့အားထုတ်မှုကနေအကျိုးမြတ်ရယူတာပေါ့အော်ဖို့ကောင်းတာကဒီနေရာမှာကလက်ရှိလူတွေစီကပဲအခွင့်အရေးယူတာမဟုတ်ဘူးနော်အိုက်ဆက်နျူတန်ပြောခဲ့တယ်လို့ပညာရှင်ကြီးတွေရဲ့ဖခုံးပေါ်မှာရည်တည်ခြင်းဆိုတာလဲဒါပဲတမိုင်းတစ်လျှောက်ကအသိပညာတွေကိုအခြေခံပြီးကိုညံကြီးရှင်တယောက်လိုပုံဖော်တာဟာလေဒီဗျူဟာရဲ့တစ်စိတ်တစ်ပိုင်းပါပဲကဲဒုတိယနေရာမှာဆက်ကြည့်ကြရအောင်ဒါကဒင်္ဂါပြားရဲ့တက်ဖက်ချမ်းလိုပဲဒီတစ်ခါကအကိုစွမ်းရင်ကိုချွေရတာမဟုတ်တော့ဘူးပြိုင်ဖက်ရဲ့စွမ်းရင်ကိုကုံအောင်လုပ်တဲ့နီးပြဒါကိုစွမ်းငင်အားနီးယားမှလို့ခေါ်ရဲတခြားသူတွေကိုကိုစီလာအောင်လုပ်ဖို့လိုအပ်ရင်တန်စာတစ်ခုခုကိုတော့မချဖို့ပဲဒီနေရာမှာရဲ့အခြေခံကရှင်းရှင်းလေးပဲစဉ်းစားကြည့်လေကိုစီကိုလာရတဲ့သူကအမြဲတမ်းအောက်စီကပဲသူကတုံမြန်ရတဲ့သူဖြစ်သွားပြီးကိုကအပေါ်စီကနေထိန်းချုပ်ကစားလို့ရသွားပြီဒါကြောင့်ပြိုင်ဘက်ကိုစီလာအောင်ဆွဲဆောင်တာကအမြဲတမ်းပိုကောင်းတဲ့နီလန်းပဲကဲဥရောပတစ်ခုလုံးကိုကြောက်လန့်တုံးလို့စစ်ခဲတဲ့စစ်ပြန်နပိုလီယန်ကိုပြည်နှံပေးပြီးနီဒါပေမဲ့သူ့ကိုဘလို့အပိသက်အနံ့ယူပဲလေဒီမေကွန်းရဲ့အဖြေကတယ်လီရန်ဆိုတဲ့လူရဲ့စီပိုင်းဆိုင်ရာညာနီညာနဲ့တုံးပြီးအင်အားကြီးရန်သူကိုထောင်ချုပ်ဆင်ခဲ့တဲ့ဖြစ်ရက်ထဲမှာရှိနေပါတယ်တယ်လီရန်ရဲ့ view ဟာကတကက်ကိုလက်ဖြာခါလောက်တဲ့ပထမအဆင့်ကနပိုလီယန်ရဲ့အတ္တကြီးပြီးဂုံးဖို့မတ်တဲ့အားနည်းချက်ကိုပြင်မှတ်ထားတယ်ပြီးတော့ဒုတိယအဆင့်မှာပြင်သက်မှာသူ့ကိုပြန်လို့ချင်းနေကြတဲ့ဆွဲတရင်မားတွေနဲ့မလုံးပေးပြီးဆွဲဆောင်တယ်တတိယအဆင့်ကပိုကြောက်ဖို့ကောင်းတယ်အင်္ဂလိပ်ရေတပ်ကသူ့ကိုတမင်လွတ်ပေးလိုက်တယ်လို့မျိုးလျှို့ခွက်စီစဉ်ခဲ့တယ်နောက်ဆုံးတော့ဘာဖြစ်လဲ
နပိုလီယန်ဟာသူ့ထောင်ချောက်ထဲကိုသူကိုယ်တိုင်ဝင်လာပြီးတော့ပြင်သစ်ရဲ့အင်အားလေးအကုန်ကုန်ခန်းစေပြီးဝါတလူမှာအပြင်းဆက်ရှုံးနေသွားခဲ့ရတာပဲ ဒါကိုဝဲဝွန်ထောင်ချောင်းနဲ့ဥပမာပေးထားတာအယမ်းလာတယ်ဝဲဝွန်မူဆိုးကဝဲဝွန်ကိုပင်မခံပြီးလိုက်မဖမ်းဘူးမလောက်စရာပြားရည်လေးနဲ့ထောင်ချောက်ဆင်းပြီးအตาလေးစောင့်နေလိုက်တာပြင်းပြထန်တဲ့လိုက်ဖက်တာထက်ကောင်းကောင်းပြင်ဆင်ထားတဲ့ထောင်ချောက်ကပိုပြီးစွမ်းအားကြီးလေဆိုတာကိုပြလိုက်တာပဲ ဟုတ်ပြီဒါတွေကတော့ရှေးတုန်းကဇလန်းနေပေါ့အရေးကြီးတာကဒီနေ့ခေတ်မှာ digital ခေတ်ကြီးတဲ့မှာဒီနေရာမတွေကိုဘယ်လိုသုံးမလဲဆိုတာပဲကြည့်လိုက်ကြရအောင် ဥပမာကို personal branding လုပ်ချင်တယ်ဆိုပါတော့နီယမခွန်အရဆိုရင်သူများရေးထားတဲ့ကောင်းပိတ်ဆိုတဲ့ content တွေကိုကိုယ့်နာမည်နဲ့ပြန်စုစည်းကျင့်ပြတာမျိုးပေါ့ဒါမှမဟုတ်နီယမရှိကိုသုံးမယ်ဆိုရင်ကိုဒီနယ်ပယ်ရဲ့ expert တယောက်လို့ဖြစ်အောင်တိစောက်ပြီးလူတွေကကိုယ့်စီကိုအကြံဉာဏ်လာတောင်းအောင်လုပ်တာမျိုးပေါ့ညီနိုင်ဆွေးနွေးမှုတွေမှာလည်းတစ်ဖက်လူကိုယုံကန်းကိုလာခိုင်းတာသူတို့ဘက်ကခရီးထက်လာအောင်လုပ်တာမျိုးကနီယမရှိကိုအသုံးချနေတာပဲ နီကုံချုပ်အနေနဲ့ဒါတွေကနီးပြူဟာလေးတွေပဲရှိသေးတယ်တကယ်ကြတော့ဒါတွေအားလုံးရဲ့အပေါ်မှာရှိတဲ့စစ်သူရင်ခုန်တစ်ခုလုံးကိုထိန်းချုပ်နိုင်မဲ့အတွေ့အခေါ်တစ်ခုကိုပြောချင်ပါတယ် တကယ်တော့လေစွာဆိုတာကိုယ့်အရာကိုအကုန်သုံးပြတာမဟုတ်ဘူးစွာရင်တွေဘလို့စီးစစ်မလဲဆိုရဲ flow ကိုကထိန်းချုပ်လိုက်တာဒါကဒီနေ့ပြောခဲ့တဲ့နေရာမှာနှစ်ခုလုံးရဲ့အနိတရာဖြစ်တဲ့စ조사အားထုတ်မှုကိုစီမံခန့်ခွဲခြင်းမှာပဲ နောက်ဆုံးအနေနဲ့ကိုပြန်မေးကြည့်ဖို့မေးခွန်းလေးတစ်ခုနဲ့အဆုံးသတ်လိုက်ပါစီကိုယ့်ရဲ့နေ့စဉ်ဘဝမှာကိုယ့်ရဲ့လုပ်ငန်းခွင်မှာကိုကတခြားသူတွေအတွက်အသုံးချခံဆွဲအင်ရင်းမြစ်တစ်ခုဖြစ်နေလားဒါမှမဟုတ်ကိုပိုင်ဆွဲငင်အားကိုဖန်တီးပြီးအရာအလုံးကိုထိန်းချုပ်ထားနိုင်သူဖြစ်နေပြီလားဒီမေးခွန်းကကိုယ့်ရဲ့ဘဝနဲ့အလုံးမှာရှိနေတဲ့ဆွဲအားချိန်ခွင်ရှားကိုပြန်လည်သုံးသပ်စေမှာသိကြပါတယ် အခုလိုစိတ်ဝင်စားစရာကောင်းတဲ့စာအုပ်လေးတွေကိုနားထောင်ခြင်းရင်ကျွန်တော်ရဲ့ Wisdom Light YouTube Channel ကို Like and Subscribe လေးလုပ်ထားပေးဖို့မမေ့ပါနဲ့နော်အားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်